ဒီလိုရတာမရှိတဲ့ကော်ဖီကိုနင်ကငါ့ကိုတိုက်နေဟမ်မင်းလိုမိမမျိုးပါဒီရုံးမှာဘယ်တော့မှရှိမနေဂျာကြီးရကိုတောင်းမှပါလေနော်ကိုအတိတ်ကပြောပြမယ်လေနော်ချက်ချင်းဒူးထောက်ပြီးတော့အဲ့ဒီဟာကိုလုံးတုတ်လိုက်တုတ်လေကွာလုံးထွက်ချင်你老姑在请信呢？你没话找，你都来找谁？导演的给骗你的，请你们里，先捧管他的公道。辛苦你了，啊？有嘛？啊，杜来说，没呢。先不杜来说了噻。ရှင်ဘာလုပ်ခက်လဲဆိုတာကိုရေးကြည့်ကိုဒီအချိန်လေးတီးခတ်ခဲ့တာတော်လွန်နေပြီနော်လောက်ထွက်ချင်ရလားဟမ်ကိုချက်ချင်းခတ်ပါသွားပါပါဒါပေမဲ့ကိုတယောက်ထဲတော့မဟုတ်ရှင်းရဲ့အရှုပ်ထောက်ရကိုလုံးခုမှကြံခဲ့မှာမဟုတ်နော်မင်းတော့ဘေးရငေါ့ပြီးလားနေပါဦးအေးစေးပေါ့ရှင်ဖြစ်စီလိုက်ရကြည့်တာပြီကျမကိုယ်ကပြဆက်ထားရတယ်ဟင်မဘောဖြစ်စည်းနေရလား no ကျမအောင်ဖြစ်စီပြီရှင်ကိုယ်တိုင်ပဲရှင်းမအောင်ဖြစ်စီနေရအခုအပြစ်လာပုံချမယ်လေမင်းဘောဖြစ်စည်းခြင်းလို့ရှိရင်အေးစင်းနေလိုက်ရှင့်မဝန်ခံဖို့ဒါတော့ကြောက်နေရလားဘသူတွေကများရှင့်ယုံကြည်သေးတော့လဲရှင့်လည်းရောက်လာတော့မှာစောင့်ကြည့်နေသူထွက်ပါပြီဒီချာလက်ဆက်တက်လိုက်တော့ပို့မကြိုသေးဘူးပဲမင်းကဘလို့ဖြစ်ပြီးဒီနေရာကိုရောက်လာတယ်ဒီနေ့ကစပြီးရှင့်ရဲ့နောက်လိုက်တွေကိုမိတ်ပေးလို့မရတော့ဘူးဘာဖြစ်လို့လဲဆိုတော့ဒီကုမ္ပဏီရဲ့ဥက္ကဋ္ဌငါဖြစ်နေလို့ပဲမဖြစ်နိုင်ဒါဘလို့ဖြစ်ပြီးတော့ဖြစ်နိုင်ပါလဲမင်းရှင်ငွေအထက်3000လောက်လို့ပြိုလဲနေတဲ့ဒီကုမ္ပဏီကိုကျမဒီတိုင်းဆုံးဆုံးခံနိုင်ဘူးရှင်ကျမကိုနှိပ်စက်ခဲ့တဲ့အချိန်ကကျမရှင့်ရဲ့အမားတွေကိုစုခဲ့ရတယ်ဟုတ်မဟုတ်တတိကျွန်တော်ခွင့်လို့ပါဗျာကျွန်တော်နောက်ဆိုလို့ရှိရင်တတိဘာပဲခိုင်ခဲ့ကျွန်တော်အကုန်လုံးလုပ်ပါမယ်တုံဝင်အတွက်ကျွန်တော်အသက်ပေးစုပေးပါမယ်ဗျာယောက်ျားကြီးကြံမနေအခုမှကြောက်ချေပါပြမနေနဲ့ကိုကမျက်စက်တက်ပါဦးရောက်အဲ့ကဲကိုဆွဲထားလိုက်ဒီနေ့ကစပြီးရှင့်ရဲ့ယာတူကဟိုးအောက်ဆုံးမှာဟမ်
ဒါကတော့လုံးနဲ့ကိုကို တိုက်စမ်းငါနာမည်ကိုခေါ်ပိုင်ခွင့်မရှိဘူးနိရှိမှရက်နေတာဒီကုမ္ပဏီရဲ့ဥက္ကဋ္ဌနော်你အဲ့လိုကြီးကြီး你ခိုးရတဲ့ငွေတွေကိုလျော်ပြီးတော့ထောင်ထဲသွားလိုက်ပေါ့你သိထားဖို့ကလေကိုပြုတ်တိကတ်ကိုထံပြန်လာတက်တယ်တဲ့你ရဲ့ငရဲကဒီရုံခန်းမှာပဲဖြစ်စေရဆိုရွှဲနေတဲ့နေရာတွေကိုပြောင်းတုံးလိုက်